24ခန်းငယ်14မှာလူမျိုးပေါင်းတို့အားတပ်ပြီးဖြစ်မိကြောင်းနိုင်ငံတော်နှင့်ရှင်သောအယူတရားကိုလောကီနိုင်ငံအရနမရို၌ဟောရလိမ့်မည်တို့ပြီးမှအဆုံးထိဖြစ်လက်တာတဲ့အဲ့ဒီမှာဆက်ဖတ်သွားလို့ရှိရင်အခန်းငယ်19ရောက်တဲ့ခါမှာထိုနေ့ရက်၌ကိုဝန်ဆောင်သောမိမနှင့်နိုးစို့သူငယ်ရှိသောမိမတို့သည်အလွန်ခက်ကြလိမ့်မည်တဲ့ဟိုဒီကြမ်းချက်ကိုဖြစ်ကျွန်တော်တော်စဉ်းစားခက်ပါတယ်ထိုကာလရှိရင်အဘယ်သူမျှမလွတ်ရရွေးချယ်သောသူတို့ဖို့လုံငါထိုကာလသည်တိုးလိမ့်မည်တဲ့ထိုကာလဤဆင်းရဲဒုက္ခနောက်ယုတ်ခနဲ့နေသည်မိုက်လိမ့်မည်လှသည်ရောင်းကိုမပေးကျဲတို့သည်ကောင်းငင်မှကြလိမ့်မည်ကောင်းငင်တကူတို့သည်တုံလှုပ်ကြလိမ့်မည်ထိုကာလူသား၏နမိတ်လက်ခါသည်ကောင်းငင်၌ထင်ရှားလိမ့်မည်မြေကြီးပေါ်မှာလူပေါင်းတို့သည်ငိုကြွေးမိတမ်းကြလိမ့်မည်ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက်ယုတ်ခနဲ့နေသည်မိုက်လိမ့်မည်လာသည်အယောင်ကိုမပေးကျဲတို့သည်ကောင်းကင်မှကြလိမ့်မည်ကောင်းကင်တကူတို့သည်တုံလို့ကြလိမ့်မည်တဲ့အငယ်34ရောက်တဲ့အခါငါမှဆိုသည်ကယခုဖြစ်သောလူများမကုန်မီထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်ထိုနိုင်အချိန်ကိုကအဘယ်သူများမသိကောင်းဓမ္မမသိငါခမဲတော်တပါးစီသာသိတော်မူ၏ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီးနဲ့ဆက်လေတခါလုံးကိုဖတ်ကြည့်လို့ရှိရင်နောက်ဆုံးနေ့ကာလဒီအသင်းတော်ချီဆောင်ခြင်းမရောက်ခင်ဘုရားသခင်သည်မိုးတိမ်ကိုစီးပြီးကြွလာမယ်ဆိုတဲ့ချီဆောင်ခြင်းမတိုင်မီဖြစ်ပြမဲ့နမိတ်လက္ခဏာတွေအကြောင်းကိုပြောပြနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့နားမလည်နိုင်တာတွေအများကြီးရှိပါတယ်ဒီဖြစ်ပြအကြောင်းအရာတွေကိုဓမ္မောင်းကျမ်းကယေဇကျေလလို့ဒံယေလတို့အနာဂတိကျမ်းနဲ့ရှင်ကြည့်ပြီးတော့ဒီအတိတ်နမိတ်လက္ခဏာနဲ့ယနေ့အစ္စရေးလူမျိုးတွေလုံနေတဲ့ဒီဗိမာန်တော်တီမယ်နော်မလေးအနီကိုပြာချပြီးတော့ရေပူဇော်တယ်ဒီနမိတ်လက္ခဏာတွေကြည့်ပြီးတော့ဘုရားသခင်ရဲ့ပြက်ကလေးဆိုတဲ့ဥစ္စာကိုဓမ္မောင်းကျမ်းနဲ့ရှင်ပြီးတော့တင်ပြလာတဲ့လူတွေရှိပါတယ်ဘုရားသခင်ရဲ့အကြောင်းကိုသိလို့ရှိရင်သူလုံနေတဲ့ဥစ္စာအစ္စရေးလူမျိုးတွေလှုပ်ဆောင်နေတဲ့အချက်နဲ့ကိုတော်ကိုသိရနိုင်တယ်ဆိုတာကိုပြောနေကြတော့ဘုရားသခင်ရဲ့ပြက်ကလေးကိုပြောလာတဲ့လူကိုများကျွန်တော်တို့ဘုရားသခင်ကိုဘယ်လောက်ထိကာလအချိန်ခါကိုသတ်မှတ်ပြီးသိနေကြတာတော့တကယ်ယေရှုခရစ်တော်ကပြောထားပါတယ်ကောင်းကင်ဓမ္မမသိသားတော်မသိခမဲတော်တစ်ပါးစီတာသိတော်မူတဲ့အချိန်ကာလကိုတော်သည်အာလဖာအိုမီဂါဖြစ်တဲ့အစနဲ့အဆုံးလေးဖြစ်တယ်ဘုရားသခင်မှာကာလတော့မရှိပါဘူးဘုရားသခင်ရဲ့တမန်ချက်ကသူလှုပ်ဆောင်နေခြင်းကိုတော်သည်အစဉ်ပြုတော်မူပြီးတော့ဘုရားသခင်တစ်ပါးစီတာသိပြီးတော့ဘုရားသခင်သာလှုပ်ဆောင်နေတဲ့အကြောင်းကျွန်တော်တို့အမှားယူယုံကြည်ရမယ်ဆိုတဲ့အကြောင်းကျွန်တော်စဉ်းစားမိပါတယ်